ကျွန်တော်နဲ့ကျွန်တော်အကိုနှစ်ယောက်စလုံးကမင်းကလေးတယောက်တည်းကိုပဲစိတ်ဝင်စားခဲ့ကြတာကျွန်တော်သားနာတဲ့စားတောက်ဆိုင်မျိုးကိုတခါမှချင်းမချခဲ့ဘူးသူ့နာမည်ကမာယာတဲ့သူမကကျွန်တော်ထက်6လကြီးပြီးကျွန်တော်ကတော့အမြဲတမ်းစကားနေတဲ့လူတယောက်ပေါ့သူမနားမှာရှိနေတဲ့အချိန်တိုင်းကျွန်တော်ဘယ်တော့မှစကားလုံးလာပြီးရှာမတွေ့ခဲ့ဘူးဒါပေမဲ့ကျွန်တော်အကိုရန်ကတော့ငန်ကောင်းပြီးစကားပြောချိုတာပြောပြောင်းတဲ့လူစားမျိုးမာယာရေမောပျော်ရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာသူအမြဲအဲ့ဒီတဲ့ဒါကြောင့်မာယာလည်းသူ့ကိုပဲကြိုက်မှာပဲလို့ကျွန်တော်တွေးခဲ့မိတယ်အဲ့ဒီနှစ်မှာပဲရန်ကောလိပ်တက်ခွင့်ရခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးကစင်းရဲပင်ပန်းစွာကြီးပြင်းလာခဲ့ရတာကျွန်တော်တို့မှာကျောင်းလက်ခအတွက်ရောနေထိုင်စားတောက်စီအတွက်ပါပိုက်ဆံမရှိခဲ့ဘူးဒါကြောင့်ရန်ကကျွန်တော်ကိုနောက်ဘက်ကကြောင်ကြီးသွေးတွင်းမှာတွားလို့ဖို့ပြောခဲ့တယ်သူ့ကိုចောင်းထားပေးဖို့အတွက်ပေါ့သူကကျွန်တော်တို့ဟာညီကိုတွေပဲလို့ပြောခဲ့တယ်ပြီးတော့သူပွဲရသွားတာနဲ့ကျွန်တော်ကိုဘယ်တော့မှပြစ်မထားဘူးလို့ကတိပေးခဲ့တယ်တူရင်းကရရလာစားကကောင်းပေမဲ့အနေကတော့တကယ်ကြီးမခဲ့တာ၄နှစ်တာကာလအတွင်းမှာကျွန်တော်ပတ်ဝန်းကျင်မှာမတော်တဆမှုတွေအများကြီးဖြစ်ပျက်ခဲ့တာကိုမြင်ခဲ့ရတယ်အကြောင်းအရာဆုံးတစ်ခုကတော့မကြသေးခင်ကဖြစ်ခဲ့တဲ့လုံကောင်းပြိုကျမှုပဲအဲ့ဒီတုန်းကကျွန်တော်ရှင်လက်လက်မြေမြုပ်ခံရလို့နေပါဖြစ်ခဲ့တာကျွန်တော်လုံရောက်လာခဲ့ပေမဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့အဲ့ဒီနောက်မှာတော့တူရင်းပိုင်ရှင်ကကျွန်တော်ကိုဒေါ်လာ1000ပြည့်ပေးပြီးအပြည့်ရှင်းလိုက်တယ်ဗျပြီးတော့ဘာမှပြညာမပြနဲ့ရပိုင်းကြာမှာပဲရန်ကဆိုင်ကယ်မောက်ပြီးသူ့ခြေထောက်ဒဏ်ရာရသွားတယ်ဆိုပြီးဖြစ်လာပြန်ရောသူစေးုံတက်ဖို့ပိုက်ဆံလိုနေတယ်လို့ပြောတာကြောင့်ကျွန်တော်လည်းအဲ့ဒီဒေါ်လာ1000လုံးကိုသူ့စီလွှဲပေးလိုက်တယ်ပြီးတော့အင်ကိုအမြန်ဆုံးပြန်လာခဲ့ပေမဲ့သူပဲစေးုံမှာလဲဆိုတာကျွန်တော်မသိခဲ့ဘူးသူဖုန်းလဲမကင်တာကြောင့်အိမ်နီးနားချင်းအန်ဒီကာတို့စီသွားမေးကြည့်မိတယ်ဂျင်းမင်းအကိုစေးုံတက်နေရတယ်လို့မင်းကိုဘယ်သူပြောလဲကြားရတော့ဒီနေ့ကသူ့ကောင်လေးရဲ့မွေးနေ့တဲ့မင်းအကိုကလန်ထိတ်ကဟိုထဲမှာသူမအတွက်မွေးနေ့နစားစားပွဲလုပ်ပေးနေတာလေရန်ကစေးုံမှာရှိနေခဲ့တဲ့အပြင်တိတိတာတာပဲသူ့ကောင်လေးတယောက်ရနေပြီအန်ဒီကာတို့ကကျွန်တော်ကိုကြည့်ပြီးထပ်ပြောတယ်အဲ့ဒီနေရာကဈေးလဲမပေါ်ဘူးအနည်းဆုံးဒေါ်လာနဲ့ငယ်တော့အလွယ်လေးကုန်ပါပြီးတော့မင်းအကိုကအလုံးမရှိပဲအခုမှပွဲရခါစားဘယ်ကပိုက်ဆံရလဲဆိုတာဘယ်သူမှမသိဘူးဒီလေးနှလုံးလုံးကျွန်တော်ရှာခဲ့တဲ့ပိုက်ဆံပြချင်းစီတိုင်းကကျွန်တော်တွေ့လို့ရင်းနဲ့ရင်းပြီးရှာခဲ့ရတာဒါပေမဲ့ရန်ကတော့ထိုင်ပြီးနစားအတွက်ဒေါ်လာထောင်ချီထုံးတီးနေခဲ့တယ်ပို့ဆိုတာကသူကျွန်တော်ကိုလင်ညာခဲ့တာပဲဒီနှစ်တွေတစ်လျှောက်လုံးသူသမင်းဝါစားရလားလို့ကျွန်တော်စိတ်ပူနေခဲ့တာသူကတော့လင်ညာထားတဲ့စေးုံဇလန်းစင်ပြီးကျွန်တော်ရဲ့ဒေါ်လာ1000ကိုယူသွားခဲ့တယ်အဲ့ဒီပိုက်ဆံကကျွန်တော်အသက်နဲ့လဲပြီးဝယ်ခဲ့ရတာကျွန်တော်ဒေါသကြီးဖြစ်သွားမိတယ်ကျွန်တော်အဲ့ဒီဟိုတဲ့စီတန်းနဲ့မမတ်ဦးတည်သွားခဲ့ပြီးတကယ်ကိုတပည့်လုံးလာတဲ့နေရာတစ်ခုတည်းကိုလမ်းဝင်တော့အားခဲ့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ကိုကြောင်သွားစေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါမာယာဖြစ်နေတယ်သူမကိုမမြင်ရတာ၄နှစ်တောင်ရှိပြီပဲအဲ့ဒီအချိန်မှာကျွန်တော်နှလုံးသားတစ်ခုလုံးအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်မာယာလည်းကျွန်တော်ကိုမြင်သွားပြီးအနားကိုအမြန်လျှောက်လာရင်ဂျင်းကလို့ခေါ်လိုက်တယ်ကျွန်တော်ကလည်းမာယာဟေးမတွေ့တာကြပြီနော်လို့ပြန်ပြောလိုက်တယ်သူမမျက်နှာမှာစိတ်လှုပ်ရှားမှုအရေးအယောင်တွေဖြတ်ပြေးသွားပြီမဲ့ချက်ချင်းဆိုသလိုပဲတစ်ခုခုကိုတင်းခံထားတဲ့ပုံစံမျိုးပြောင်းသွားတယ်သူမကလွန်ခဲ့တဲ့၄နှစ်ကနင်ဘာမှမပြောဘဲထွက်သွားခဲ့တာနင်ပဲကိုသွားလဲဆိုတာသိရအောင်ငါနင်းလည်းမျိုးစုံနဲ့စူးစမ်းခဲ့သေးတယ်ဒါပေမဲ့နင်ကတပါးမြေပြင်ပေါ်ကနေပျောက်ကွယ်သွားတယ်လို့ပဲလွန်ခဲ့တဲ့နှစ်လကရန်ကနင်အိမ်ထောင်ကျသွားပြီလို့ပြောပြတဲ့အထိငါနင့်ကိုဘလို့မှရှာမတွေ့ခဲ့ဘူးဘာပဲဖြစ်ဖြစ်အိမ်ထောင်ကျသွားတာဂုဏ်ယူပါတယ်နော်ဒီလောက်အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုတ်လိုက်တာလူတိုင်းနဲ့မိတ်ဆက်ပေးရအောင်နင်မိမကိုဘာလို့အတူကောင်းလာတာလဲတဲ့အိမ်ထောင်ကြတာဟုတ်လားကျွန်တော်လေးနဲ့လုံးလုံးကြောင်ကြီးသွေးတွင်းမှာအချိန်ကုန်ခဲ့တာကျွန်တော်မှအိမ်ထောင်ပြုတ်ဖို့အချိန်ဘယ်တော့မှရှိခဲ့လို့လဲကျွန်တော်ပြန်ရှင်းပြဖို့လုပ်နေတော့မှပဲရန်ကတီးတန့်ခန်းတဲကနေထွက်လာခဲ့တယ်သူကကုတ်အင်ဂျီပြည့်စုံတဲ့ခေါင်းစခြေဆုံးသားနာတောက်ပနေတာအချိန်ထဲမှာပဲကျွန်တော်ကတော့ဘာမှမရှိတဲ့လူတယောက်လိုရိုးရှင်းပြီးဟောင်းနှဲနဲ့အဝတ်အစားတွေနဲ့ကြွားချချက်ကတီးတာလုံးနေတော့ရန်ရဲ့မျက်နှာပေါ်မှာထိတ်လန့်သွားတဲ့အရေးအယောင်ကိုကျွန်တော်မြင်လိုက်ရတယ်အဲ့ဒီနောက်သူကအတင်းပြုံးပြရင်ရှောက်လာပြီးဂျင်းမင်းဘယ်တော့မှပြန်ရောက်တာလဲဒီနေ့ကမာယာမွေးနေ့လေးတို့အားလုံးဆင်နွှဲဖို့ဒီရောက်နေကြတာလို့ပြောတယ်သူစကားပြောနေရင်နဲ့ကျွန်တော်ကိုစူးစိုက်ကြည့်တဲ့အကြည့်တွေပေးနေခဲ့တယ်ပြီးတော့သူမာယာပဲလှည့်ပြီးပြောလိုက်တယ်မာယာလူတိုင်းကိုစောင့်နေကြတာအထဲကိုအရင်ဝင်နေဦးငါဂျင်းနဲ့နှစ်ယောက်တည်းစကားခပြောလိုက်ဦးမယ်မာယာကကျွန်တော်ကိုအေးဆက်ဆက်တစ်ချက်စောင့်ကြည့်ပြီးအထဲပြန်ဝင်သွားတယ်အဲ့ဒီအချိန်မှာပဲရန်ရဲ့ကောင်ကလေးကမာယာဖြစ်နေတယ်ဆိုတာကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတော့တယ်ကျွန်တော်ရင်ထဲမှာမိတောင်မတက်ခံစားရပြီးပြောလိုက်တယ်အကိုကစေးုံမှာရှိနေရမှာမဟုတ်ဘူးလားဂျင်းငါတောင်းပန်ပါတယ်ငါတကယ်တော့ဒဏ်ရာမရပါဘူးဒါတွေအကုန်လုံးငါလောက်ချင်ပြောလိုက်တာမာယာမွေးနေ့အတွက်ထူးထူးခြားခြားတစ်ခုခုလုပ်ပေးခြင်းယုံတင်ပါသူကျွန်တော်ကိုတကယ်ပဲအဖြစ်ရှိလို့ခံစားရတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်မင်းအဲ့ဒီပိုက်ဆံတွေရဖို့ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာငါသိပါတယ်ဒါကြောင့်အဲ့ဒီဒေါ်လာ1000ကိုအကျွေးလိုပဲသဘောထားပေးပါနော်ငါမင်းကိုပြန်ဆက်ပါမယ်ကတိပေးပါတယ်ဒါဆိုမာယာကိုကျွန်တော်အိမ်ထောင်ကျသွားပြီလို့ဘာလို့ပြောလိုက်တာလဲကျွန်တော်ခက်ပြက်မေးလိုက်တယ်သူခဏလောက်တော့ဆိုင်ပြီးငြိမ်သွားတယ်အဲ့ဒီနောက်သူကျွန်တော်ပကုံးကိုဖက်ပြီးပြောတယ်ဒီမှာကြည့်စမ်းပါဦးမင်းလည်းမာယာပေါ်ခံစားချက်ရှိနေတာငါသိပါတယ်ဒါပေမဲ့သူမကငါ့ကိုစိတ်ဝင်စားနေတာကိုမင်းသိထားတင်နေပြီးတော့တို့နှစ်ယောက်ကြားကအခြေအနေကတော်တော်လေးကိုခီးရောက်နေပြီးမင်းနားလဲပါတယ်နော်အဲ့ဒီစကားကကျွန်တော်ရင်ဘက်ကိုဓာတ်နဲ့အချက်ပေါင်းများစွာအထိုးခံလိုက်ရတယ်လို့ပြင်းထန်ပြီးလေးလံနဲ့နာကျင်မှုကိုခံစားလိုက်ရတယ်တော်တော်ကြာအောင်စိတ်ကိုထိန်းချုပ်လိုက်ပြီးနောက်ကျွန်တော်ပြန်ပြအော်လိုက်တယ်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်ဂိမ်းမဆိုင်ဘူးကျွန်တော်သိချင်တာကသူမကိုကျွန်တော်အိမ်ထောင်ကျသွားပြီလို့ဘာလို့လိန်ပြောရတာလဲဆိုတာပဲရန်ကရှင်းပြတယ်အစားတုံးကတော့အဲ့ဒီအကြောင်းအရာတစ်ခုကဘာမှမဆိုင်ပါဘူးဒါပေမဲ့နောက်တော့မာယာကပြောတယ်မင်းလွန်ခဲ့တဲ့နှစ်တွေကတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုတာသူ့ကိုကြောင်းထားပေးဖို့ကြောင်းထုတ်ပြီးတတူတွင်းမှာအလုံးလုံးခဲ့ရတာလေမင်းဆက်ပြီးဒုက္ခရောက်နေမှာကိုသူစိတ်ပူနေပြီးမင်းအခြေတခြားဖြစ်သွားတာကိုသိရမှသာငါနဲ့တွဲဖို့သဘောတူမယ်လို့သူကပြောခဲ့တာဒါကြောင့်ငါလည်းမင်းကိုအိမ်ထောင်ကျသွားပြီလို့လိန်ပြောလိုက်တာကျွန်တော်ကနေပါဘူးအကိုတို့ကအဲ့ဒီလိုမျိုးထိအတူတူရှိခဲ့ပြီးဆိုရင်အခုထိတရားဝင်မတွဲရသေးတာလေမာယာကအဲ့ဒီလိုမင်းကလေးမျိုးဖြစ်နေလို့လားဂျင်းမင်းကတော့အဲ့ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်ရင်ဘာမှနားမလည်သေးပါလားမင်းကလေးတိုင်းကစိတ်ထဲမှာတော့အတူတူပါပဲသူတို့လိုချင်နေပေမဲ့လည်းဟန်ဆောင်ပြီးညင်ကြတာအဲ့ဒီနောက်မှာတော့တဘာဝအတိုင်းပဲဖြစ်သွားကြတာပေါ့ပြီးတော့အဲ့ဒီနောက်ပိုင်းကျရင်ဘယ်သူမှမသိစေချင်ကြတော့ဘူးမင်းကောင်လေးတယောက်ရလာရင်နားလည်လာလိမ့်မယ်မာယာကတကယ်ပဲအဲ့ဒီလိုလူစားမျိုးလားကျွန်တော်ရင်ဘက်တစ်ခုလုံးအောင့်တက်သွားတယ်နောက်တော့ရန်ကမာယာရဲ့သူငယ်ချင်းတွေအပြည့်ရှိနေတဲ့တီးတန့်ခန်းထဲကိုကျွန်တော်ကိုခေါ်သွားခဲ့တယ်ညစာစားလို့ပြီးခါနီးမှာပဲစားပွဲထိုးကကိမုံလေးလေးကိုတွန်းပြီးဝင်လာခဲ့တယ်နင်းစီပန်းတွေရဲ့အပေါ်တဲ့မှာအနီရောင်တစ်တာလေးတစ်လုံးရှိနေတယ်ရန်ကအဲ့ဒါကိုဖွင့်လိုက်တော့အထဲမှာစိန်လက်စွပ်တစ်ကွင်းရှိနေတာပေါ့သူအဲ့ဒါကိုကောက်ကင်ပြီးမာယာစီလျှောက်သွားလိုက်တယ်မာယာငါရဲ့ကောင်လေးဖြစ်ပေမလားတခန်းလုံးဝိုင်းအောင်ကြတော့တာပဲရန်နင်ဘာတွေလုပ်နေတာလဲညစာစားရုံတင်ဆိုဒီလောက်ဈေးကြီးတာကိုဘာလို့ဝယ်ရတာလဲပြန်သိမ်းလိုက်ပါငါအဲ့ဒါကိုလက်မခံနိုင်ဘူးမာယာကအမြန်ပဲညင်းပယ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အတွက်တော့အားလုံးကဟန်ဆောင်မှုတစ်ခုလိုပဲထင်နေမိတယ်သူတို့အတူတူအိတ်ခဲ့ပြီးပြီပဲအခုကျမှမလို့ချင်တယ်လို့နဲ့ဟန်ဆောင်နေတာရန်ကသူ့မျက်မှန်ကိုပင့်တင်ရင်းပြောလိုက်တယ်မာယာငါအရင်ကဖွင့်မပြောခဲ့တာကနင့်ကိုမဆောင်ရှောက်နိုင်မှာစိတ်ပူလို့ပါဒါပေမဲ့အခုငါဝဲရခဲ့ပြီးနင့်ကိုပျော်ရွှင်အောင်ထားနိုင်မယ်လို့ငါယုံကြည်တယ်ပြီးတော့ဂျင်းကလေးအခုအိမ်ထောင်ကျသွားပြီဆိုတော့ငါ့ကိုတားဆီးထားမယ့်အရာဘာမှမရှိတော့ဘူးမာယာငါ့ကိုအခွင့်အရေးတစ်ခုပေးပါနော်နင့်နားမှာဆောင်ရှောက်ခွင့်ပေးပါမာယာကကျွန်တော်ကိုရှုပ်ထွေးတဲ့အမူအရာနဲ့လမ်းကြည့်တယ်ဂျင်းနင်ရောပါပြောချင်လဲဂျင်းကငါ့ရဲ့မောင်လေးတယောက်လိုပဲလေတေးချတာပေါ့သူလည်းငါ့ကိုငါချစ်တဲ့လူနဲ့အတူရှိစေချင်မှာပါဟုတ်တယ်မလားဂျင်းရန်ကကျွန်တော်ကိုအတိတ်ပဲပါစိုက်ကြည့်လိုက်တယ်ကျွန်တော်တွေးမိတာကဟုတ်တာပေါ့ငါနဲ့အပေါ်ခံစားချက်ရှိခဲ့ပါတယ်ဒါပေမဲ့ငါကအထက်တန်းကျောင်းတောင်မပြီးခဲ့တဲ့ကောင်လေးတယောက်ပဲငါမှာဘာအရေးချင်းရှိလို့လဲ
အဲ့ဒီအပြင်သူမကရန်ရန်နဲ့အတူရှိခဲ့ပြီးသားဖြစ်နေတာတောင်ကျွန်တော်ရဲ့သဘောထားကိုမေးဖို့တတိရှိနေသေးတယ်တကယ်ကိုရဲကျင်စရာကောင်းလာတယ်ကျွန်တော်အရက်အနေငယ်ကိုမောတောက်လိုက်ပြီးအကိုတို့နှစ်ယောက်ကတကယ်လိုက်ဖက်ပါတယ်အဆင်ပြေပျော်ရှင်ကြပါစေလို့ပြောလိုက်တယ်ဒါဆိုလဲနေ့ရဲ့စုမုံကောင်းအတွက်ကျေးဇူးတင်ရမှာပေါ့မာယာကအေးဆက်ဆက်ပြန်ပြအော်တယ်အဲ့ဒီနောက်မှာပဲလူတိုင်းရဲ့ရှေ့မှာသူမကလက်စွပ်ကိုဆွလိုက်တော့တယ်အဲ့ဒီညကရန်ရန်တယောက်အမှုလုံသွားခဲ့တယ်ဒါနဲ့မာယာနဲ့ကျွန်တော်နှစ်ယောက်ပေါင်းပြီးသူ့ကိုအိမ်ပြန်ပို့ပေးခဲ့ရတယ်ကျွန်တော်မိသားစုကမြို့ပြင်ကဟောင်းနှမ်းပျက်စီးနေတဲ့ရက်ွက်လေးတစ်ခုမှာနေတာမာယာတို့မိသားစုပိုက်ဆံချမ်းသာပြီးမပြောင်းရှိခင်တုန်းကအဲ့ဒီမှာပဲနေခဲ့တာပေါ့ရန်ရန်ကိုကုတင်ပေါ်တင်ပေးပြီးတဲ့နောက်မာယာကလည်းပင်ပန်းနှွမ်းနေစွာနဲ့မွေးရပေးမှထိုင်ချလိုက်တယ်မာယာညင်းနေနေပြီးငါနင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်မာယာကကျွန်တော်ကိုလန့်ကြည့်ပြီးဒီနေ့ညငါအိမ်ပြန်မယ်လို့ဘယ်သူပြောလဲငါကနင်းအကိုရဲ့ကောင်ကလေးဖြစ်သွားပြီလေသူကမူးနေတာငါဒီမှာနေပြီးသူ့ကိုပြုစုပေးရမှာမဟုတ်ဘူးလားနေမှုတဲ့အချိန်ကျရင်ရောနင်းမိမကနင်းကိုမပြုစုပေးဘူးလားကျွန်တော်ခါခါတီးတီးပြုံးလိုက်ပြီးငါမှမိမမရှိပါဘူးကောင်ကလေးတောင်မရှိဘူးနင်းကဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲငါပြောတာမလို့လားဒီမှာနေပြီးသူ့ကိုပြုစုပေးတာကလုံးဝတဘာဝကျပါတယ်ပြီးတော့အမှန်တိုင်းပြောရရင်သူနဲ့အခန်းတစ်ခုတည်းအတူတူနေတာတောင်လုံးဝအသေးပဲရှိတယ်ဟုတ်တယ်မလားကျွန်တော်တွေးမိတာကနင်းတို့နှစ်ယောက်ကအဲ့ဒီလိုမျိုးလုပ်ပြီးသားပဲကိုအခုကျမှဘာလို့ဟန်ဆောင်နေဦးမှာလဲနင်းယောက်ျားကောမင်္ဂလာဆောင်ပြီးတဲ့အထိစောင့်နေမှာမလို့လားမာယာကမိခုံးတွေစက်တိုက်မင်းနေပြီးသူမရဲ့မျက်နှာကကျွန်တော်မျက်နှာနာကိုအနေရှိလောက်အောင်နီးကပ်လာခဲ့တယ်ကျွန်တော်နောက်ကိုအမြန်ဆုပ်လိုက်ပြီးငါပေါ်ထက်မှာသွားပြင်ဆင်လိုက်ဦးမယ်နင်းဒီနေ့ညအပေါ်ထက်မှာအိတ်လိုက်ပါငါအောက်ထက်မှာရန်ရန်ကိုစောင့်ပေးလိုက်မယ်ငါဘာလို့အပေါ်ထက်မှာအိတ်ရမှာလဲသူငါ့ကိုဒီလက်ဆုပ်ပေးထားတာလေအဲ့ဒါကအနည်းဆုံးဒေါ်လာနေငယ်တော့တမန်နင်းအကိုကငါအပေါ်တိတ်ကောင်းတာပဲငါမှရှိတဲ့အဖိုးတန်ဆုံးရာကိုသူ့ကိုပေးတင်တာပေါ့မာယာနင်းမိသားစုကချမ်းသာပါတယ်လက်ဆုပ်တကွင်းတဲ့နဲ့ပဲနင်းကိုတင်သွင်းလို့ရတာလားမာယာကလောင်ပြုံးပြုံးပြီးနင်းကကောင်းငါ့ကိုအဲ့ဒီထက်ပိုဖိုးတန်တာပါပေးဘူးလို့လေကျွန်တော်မှပြန်ပြောစရာစကားမရှိခဲ့ဘူးမာယာကဆက်ပြောတယ်လက်ဆောင်ပေးဖို့ထားလိုက်ပါဦးငါရှိနေသေးတယ်ဆိုတာကိုတောင်းနေမိနေခဲ့တာမလားမဟုတ်ဘူးကျွန်တော်ဒေါသကြီးပြန်အောင်မိတယ်ငါចောင်းထွက်ပြီးကလေးကဖုန်းနံပါတ်ပြောင်းလိုက်တာသူမရဲ့အဆက်အသွယ်ကိုဖျက်ပစ်ခဲ့တာဘာလို့လဲဆိုတော့ငါကိုမထိန်နိုင်ပဲဆက်သွယ်မိမှစိုးလို့ဒါပေမဲ့ငါဘလောက်ပဲစူးစမ်းပြီးမိပြီးဖို့လုံးလုံးသူမရဲ့မျက်နှာကငါစိတ်ထဲကနေဘယ်တော့မှထွက်မသွားခဲ့ဘူးဒါဆိုဒီလေးနှလုံးလုံးငိုင်းကိုဘာလို့တခါမှဆက်သွယ်မလာခဲ့တာလဲပြီးတော့တခြားလူနဲ့အိမ်ထောင်ပြုတ်လိုက်တာလဲမာယာကကျွန်တော်ကိုအတင်းကျပ်မိခုံးထုတ်နေတော့ကျွန်တော်ခေါင်းထဲဗလာဖြစ်သွားခဲ့တယ်ကျွန်တော်စကားတွေထစ်အကုန်ပြီးဘာမှပြန်မပြောနိုင်ခဲ့ဘူးမာယာစိတ်ဆိုးသွားပြီးကျွန်တော်ကိုအော်ငေါက်လိုက်တယ်ဂျင်းနင်ကအမြဲတမ်းဒီလိုပဲအရာကိုလုံးဝပိတ်လောင်ထားတတ်တာနင်ဘာမှမပြောရင်နင်စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာတခြားလူကဘယ်လိုလုပ်သိမှာလဲဒီလေးနဲ့လုံးလုံးနင်ဘာတွေလုပ်နေခဲ့တာလဲနင်တကယ်ပဲအိမ်ထောင်ကျသွားတာလားနင်အကိုကငိုင်းကိုလိန်ပြောနေတာလားတခုခုပြောစမ်းပါဦးကျွန်တော်တိတ်ဆိတ်ပဲနေခဲ့တယ်သူမကအခုရန်ရန်နဲ့ရှိနေပြီပဲအမှန်တရားကိုသိသွားလဲဘာထူးမှာလဲမာယာကကျွန်တော်ကိုစိတ်ပြက်လက်ပြက်အကြီးနဲ့ကြည့်ပြီးအပေါ်ထက်ကိုတက်သွားခဲ့တယ်ကျွန်တော်လည်းဘယ်ချိန်ကအိပ်ပျော်သွားလဲမသိဘူးရုတ်တရက်အခြေအနေတခုခုမှယွင်းနေတယ်လို့ခံစားလိုက်ရလို့နိုးလာခဲ့တယ်ပြီးတော့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာအရာအလုံးကမိတော့တွေဝင်းရံနေခဲ့ပြီးအင်ကြီးမိလောင်နေတာကျွန်တော်ရန်ရန်ရဲ့အခန်းထဲကိုအမြန်ပြေးဝင်ပြီးသူ့ကိုလှုံနိုးလိုက်တယ်သူချက်ချင်းထိတ်လန့်သွားပြီးသူ့ရဲ့ပထမဆုံးဗီဇအတိုင်းအပြင်ကိုထွက်ပြေးဖို့ပဲလုပ်တော့တယ်ကျွန်တော်သူ့လက်မောင်းအေးကိုဆွဲပြီးမာယာပေါ်ထက်မှာကြံခဲ့သေးတယ်လို့ပြောလိုက်တယ်မိကအရှင်ဟုန်နဲ့ကူးဆက်နေပြီးရန်ရန်ရဲ့မျက်နှာတစ်ခုလုံးဖြူဖြောသွားခဲ့တယ်သူကျွန်တော်လက်ကိုယုံထွက်ပြီးကိုယ့်အသက်ကိုလို့အောင်အင်ပြင်ကိုအတင်းထွက်ပြေးသွားတော့တယ်အင်ကောင်မိုးကပြိုကျတော့မှအခုပြေးရင်ကျွန်တော်လွတ်နိုင်သေးပေမဲ့မာယာကောဘာဖြစ်သွားမလဲကျွန်တော်မိဖို့ချောင်းထဲကိုပြေးဝင်ပြီးခေါင်းစအခြေဆုံးရေတွေလောင်းချပစ်လိုက်တယ်ပြီးတော့အပေါ်ထက်ကိုအတင်းအပြေးတက်ခဲ့တယ်သူမရဲ့အခန်းတစ်ခုလုံးမိတော့တွေနဲ့ဝါမျိုးခံထားရပြီးဖြစ်ပြီး